ရောက်ခါနီးပြီလို့အားပေးနေတဲ့ပြည်သူပြည်သက်တို့ရဲ့လက်ခုပ်တန်တစ်ဖြောင်းဖြောင်းလေချွန်တန်တရွှီရွှီနဲ့ဘုံမောင်းတီးနေတဲ့အတန်တွေလည်းကျွန်တော်တို့ကြားနေရပြီအဲ့တော့ဒီလိုအခြေအနေခင်းချင်းတိရောက်လာအောင်ဥဆောင်စီမံခန့်ခွဲခဲ့ကြသူအားလုံးဒီလိုမြို့ကောင်းအခုဆိုရင်အမျိုးသားညီညွတ်ရေးဆိုရကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီးဥယျာဉ်မွန်အိနေကန်ကနန်းနဲ့ထုတ်ပြန်လာတဲ့အချက်လက်တွေစနစ်ကျနာတဲ့တင်ပြပြည်သူတို့တင်ပြချက်တွေအရຫນွေဦးတော်လိုင်းတပ်ဖွဲ့ကျွန်တော်တို့ပြည်သူကာကွယ်တပ်ဖွဲ့တွေနဲ့အတူတိုင်းသားတပ်ဖွဲ့များအားလုံးပေါင်းစည်းပြီးတော့ဖက်စစ်ကျန်းဖက်အာဏာရှင်တွေမတရားသိမ်းပိုက်ထိန်းချုပ်ထားတဲ့ဒေသများထံမှပြန်လည်သိမ်းပိုက်ရယူပြီးနိုင်တဲ့မြို့ပေါင်း85မြို့ရှိနေပြီဖြစ်တယ်။ຫນွေဦးတော်လိုင်း3နှစ်ကျော်ကာလတော်တဲ့မှာကျွန်တော်တို့ပြည်သူတွေလွတ်လွတ်လပ်လပ်နေခွင့်ကျွန်တော်တို့ကဲ့သို့ပေါ့နော်ကျွန်တော်ကဲ့သို့ပေါ့ကျွန်တော်တို့ဆိုခုဆိုရင်ဂရနီရှမ်းတောင်ကျွန်တော်လွတ်လွတ်လပ်လပ်ရှောက်သွားလို့ရတယ်။ဒါပေမဲ့တချို့စခန်းအကျွင်းကျန်တွေကဖက်စစ်တွေဖက်စစ်ကျွင်းကျန်လေးရှိတဲ့နေရာဝန်းကျင်ကလွဲလို့ပေါ့ကျွန်တော်တို့ကဲ့သို့လွတ်လွတ်လပ်လပ်သွားလာခွင့်ရသွားတဲ့မြို့ပေါင်း85မြို့ရှိနေပြီဖြစ်တယ်နော်ဒီနေ့တင်မဲ့နထိုးကြီးမြို့သိမ့်ပိုက်ပြီးတဲ့ဆိုတဲ့အကြောင်းတွေကျွန်တော်တို့အားလုံးသိပြီးဖြစ်မှာပါနော်အခုတပိတ်ချင်းမြို့ကိုပြီးကြတဲ့ရက်တွေကထပ်တိုးလိုက်တော့86မြို့ဖြစ်သွားခဲ့ပါပြီပြီးတော့ဒီဖက်စစ်ဂျမ်ဖက်စစ်တပ်အဲ့လိုမျိုးစခန်းတချို့မှာပဲနေရာယူထားပြီးတော့တော်လိုင်းတပ်ဖွဲ့တွေကဝိုင်းပတ်ပိတ်ဆို့ထားတဲ့မြို့ပေါင်းက105မြို့ရှိပါတယ်ဒါလည်းကျွန်တော်တို့မြေပြင်မှာတွေ့ရှိနေကြရမှန်ကန်တဲ့ကိန်းဂဏန်းတွေဖြစ်ပါတယ်တချို့မြို့တွေကအလုံးစုံကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေတိမ့်ပိုက်ထိချုပ်အုပ်ချုပ်နိုင်တာမရှိသေးပေမဲ့အဲ့မြို့မှာရှိတဲ့ခိုင်မာခြေကုပ်စခန်းတချို့မှာဖျက်အားပြင်းလက်နက်တွေနဲ့သူတို့စခန်းကိုလာတိုက်တာနဲ့နီးစပ်ရမြို့နီးစပ်ရပြည်သူနီးစပ်ရစစ်ဆောင်စခန်းကိုရဲဆက်ဆက်ဘုံကျဲမယ်အမြောက်နဲ့ပြစ်မယ်ဆိုတဲ့စစ်စခန်းဖက်စစ်လက်ပါစီစခန်းတချို့ပဲကြန့်ရှိပြီးပတ်လဲဝိုင်းပတ်ပိတ်ဆို့ထားပြီးချိန်မြေလက်နက်ချဖို့အဆင်သင့်ဖြစ်နေတဲ့တပ်စခန်းအားလုံးမြို့ပေါင်း105မြို့ကိုဝိုင်းပတ်ပိတ်ဆို့ထားပြီးဖြစ်တယ်အဲ့တော့ဖက်စစ်အကြမ်းဖက်လူတပ်ကောင်မင်းအောင်လှိုင်ရဲ့သမ္မတယူမင်းအောင်လှိုင်ထိန်းချုပ်ထားနိုင်တယ်ဆိုတဲ့မြို့ဟာတနိုင်ငံလုံးမှာ100တောင်မရှိတော့ပါဘူးဒါတော့မှအဲ့ဒီအထဲထဲမှာဖြစ်နေတဲ့ဖြစ်စဉ်တွေအခုကြည့်ကြအောင်မနေ့ရတယ်မယ်ဒီဒေးလို့ခေါ်တဲ့ဖက်စစ်လက်ပါစီအရဲခွေးအုပ်စုကနေထုတ်ပြန်လာတဲ့သတင်းတွေကျွန်တော်လိုက်ဖတ်ကြည့်ပါဖတ်ကြည့်တော့သူတို့ထဲမှာဖြစ်နေတဲ့အာနာရှင်ဟစ်တလာထက်တောင်ဆိုးရွားတဲ့ပြည်သူချင်းချင်းရက်ဆက်စွာဖမ်းဆီးနှိပ်စက်တပ်ဖြတ်ခြင်းဖြစ်စဉ်တွေသူတို့ထဲရပဲဖွင့်ထုတ်နေတာကျွန်တော်တွေ့ရပါတယ်ဥပမာဆိုရင်ရမခကြသွားတယ်လာရှိုးကိုကြသွားတယ်ကြသွားတဲ့အချိန်မှာလူတစ်ယောက်ကသူ့ဟာသူမင်းကျော်ဆိုင်မှာအကျော်သမင်းစားနေနေသူကကျဲဥကျော်လေးနဲ့စားတယ်ဟာကျဲဥကျော်လေးစားလို့ကောင်းလိုက်တာသူပြောလိုက်ဒါဒူတယောက်ကနိုင်ငံသားတယောက်ကဥစ္စာသူကျဲဥနဲ့ပကံလေးပုံတင်ပြီးကျဲဥကျော်လေးစားလို့ကောင်းလိုက်တာဒါဟုတ်ဘာဖြစ်လဲဖက်စစ်ဂျမ်ဖက်လက်ပါစီဆိုတဲ့ကောင်းတွေကသူတို့ရဲ့ဝါဒပြန့် channel တွေဖြစ်တဲ့ဗီဒီယိုကထိန်းချုပ်ထားမှမသိပဲနော်ဘလို့ဘယ်သူကဘယ်နေရာတင်နေမှမသိတဲ့ Telegram channel တွေမှာဟိုကောင်ကတော့ဟိုတမင်းဆိုင်မှာစားရင်းနဲ့ကျဲဥကျော်စားလို့ကောင်းနေပြောတယ်ဒါငါတို့စော်ကားတာငါတို့ရမခရဲ့ဒစိကကျဲဥကျော်ပုံစံမျိုးဆင်တူဖြစ်တာဒါသူကျဲဥကျော်စားကောင်းတယ်လို့ပြောတာငါတို့စစ်ကောင်းဆောင်တွေစော်ကားတာပဲဒီကောင်ဖမ်းဒီကောင်ရဲဆက်မိကလူစမ်းတယ်ချက်ချင်းတင်ချက်ချင်းအောက်ကဖက်စစ်ခွေးဆိုတဲ့ရဲတော်တွေကလည်းသွားဖမ်းတယ်သွားဖမ်းပြီးတော့မလုပ်လေဝမ်းသာအဲ့ရနဲ့တွေ့လာမင်းကျဲဥကျော်စားကောင်းတယ်လို့ပြောမလားသူကထုရိုက်ထားဖူးရောင်နေတဲ့ပုံကိုအားရဝမ်းသာနဲ့သူ့အုပ်စုချထဲမှာဖြန့်တွေ့လားကျဲဥကျော်စားကောင်းတယ်လို့ပြောတော့ကောငါတို့ချက်ချင်းဖမ်းနိုင်ပြီဒါမင်းအွန်လိုင်းဆိုတဲ့ဖက်စစ်ခွေးတွေထိန်းချုပ်ထားနိုင်တဲ့ဖြစ်တဲ့တရားတော်မကြံတော့တဲ့မြို့ထဲမှာဖြစ်ပေါ်နေတဲ့နောက်ဆုံးဖြစ်တော့သူတို့ရဲ့ရက်ဆက်ကြမ်းကြုတ်ရုပ်မာအောက်တန်းကြငိမ့်ငါနီမီးခွက်ကဟုတ်ကနေထတောက်နေတဲ့စစ်စစ်တချို့ဖြစ်စဉ်းစားကြည့်ပြည်သူတွေကိုဘလောက်ထိမပြောတော့ပြည်သူတို့လုံနေတာနိုင်ငံတဲ့လုံနေတာကြည်စမ်းကျုပ်ကျော်လေးစားကောင်းတယ်လို့တော့ပြောခွင့်မရတော့ဘာလွတ်လပ်ခွင့်ရှိတယ်ဖက်စစ်အောင်ပါဆိုတော့ဖက်စစ်အကြမ်းဖက်မင်းအွန်လိုင်းတွေရဲ့အခြေအနေဟာအစိုးဆုံးအနေအထားကိုရောက်ရှိနေပြီဖြစ်တယ်အဲ့တော့မင်းအွန်လိုင်းဟာရလိမလားဆိုပြီးသွေးတိုးဆန်းကြည့်တယ်မရတော့ဘူးဆိုလည်းဒူးထောက်ပြေးမှောက်ပြီးတော့သူ့ရဲ့စိုးစီစွတ်ပေးဖို့လည်းဝင်မလေးတယ်လို့ဖြစ်တာကိုပြီးခဲ့တဲ့နောက်ဆုံးခေါက်တရုတ်အထူးကိုယ်စားလှယ်လာသွားတဲ့ဖြစ်စဉ်ကိုကြည့်ရင်ကျွန်တော်တို့သိနိုင်ပါလိမ့်မယ်အဲ့ဒီမတိုင်ခင်ကဂမန်ကရန်ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ်ဟာစီနာထွက်ပြေးရတဲ့အချိန်မှာပဲအားချင်းသူဟာ
နိုင်ငံတော်စကားပြောမယ်မီဒီယာတွေကနေအားချင်းဘယ်ချိန်လွှင့်လို့လွှင့်မှမသိဒီညနေငါတို့အကြီးကဲစကားပြောမှာဂမူးတွေနဲ့တက်ပြီးတော့စာတက်ဖတ်မိကွန်းရေးပေးတဲ့ကောင်ကိုလည်းကျေးဇူးတင်တယ်ဒီလောက်ရှုပ်ထွေးနေတဲ့အချိန်မှာပုံမူပြီးတော့ရန်သူများပြားသွားအောင်နဲ့ငကိုကမှသူ့ကိုဟုတ်လိမ့်နုံနုံလို့ထင်ထားတဲ့တရုတ်ဆိုရကိုတော့မှတရုတ်ကွန်မြူနတီပါတီကိုတော့မှလုံးဝမုံတီခါတီသွားအောင်အသာမြောက်ပေးနိုင်တဲ့မိကွန်းစကားရေးသားပေးတဲ့သူကိုချီးကျူးရမှာအဲ့တော့ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေဘက်ကလည်းအသက်ဆွန့်တိုက်ခတ်နေသောတော်လိုင်းတပ်ဖွဲ့ရဲဘော်အားလုံးကိုလည်းချီးကျူးဂုဏ်ပြုရမှာဖြစ်တယ်လို့မင်းအောင်လိုင်းနားမှာနေပြီးတော့အစိမ်းကိုဘိန်းတက်တာအမီးကိုလှန်ချိုးတာနောက်ကနေဖက်နှက်ကိုတက်နေတာမရော့တရော့မခိုင်တခိုင်ပစိုးကြော့အောင်နောက်ကနေစောင့်ကန်တာဒါမျိုးလုပ်နေတဲ့သူတို့ရဲ့လူတွေကိုလည်းချီးကျူးရမှာဖြစ်တယ်ဥပမာဆိုဘူးလက်ပေါ့ဒါတော့လည်းကျွန်တော်ဘူးလက်ကတရုတ်ပြည်ပြန်လာတယ်ကိုယူစွာနဲ့တရုတ်ကြီးကတရုတ်ဆိုကငါတို့စကားစားကိုအပြည့်အဝအလုံးစုံကာကွယ်မဲ့ဘာညာဆိုပြောလိုက်တာဟာဒုတိယအကြိမ်မြောက်သူဟာအမိလန်ချိုးတာပါတရုတ်ကခေါ်ယူဆုံးမတာဖြစ်တယ်သူတို့လိုချင်နေတဲ့ငြိမ်းချမ်းရေးအခြေအနေတွေကိုပြည်ဆောက်နိုင်မှုအတွက်သူဟာလမ်းကြောင်းခေါ်ပြတာဖြစ်တယ်ဒါပေမဲ့ဘူးလက်ကဒါကိုကဲပူနဲ့သူတို့ဘက်မှာတရုတ်အစိုးရတရားလုံးရှိရဆိုပြီးတော့သူကပြောတယ်ပြောပြီးရက်ပိုင်းမှမကြဘူးသူခေါင်းဆောင်ဆိုတဲ့မင်းအောင်လှိုင်ကဒီမြန်မာပြည်ထဲမှာနေဆက်တွေမှာလက်နက်ဆေးရုံကြီးရှိနေတာနောက်ကွယ်ကနိုင်ငံကြီးတစ်ခုရှိနေတယ်စုံစမ်းဖော်ထုတ်ရမှာဖြစ်တယ်ဒီချိန်မှာပဲသူ့ရဲ့ဘောင်းတော်ဒီစိတ်တော်မြိတ်နော်သခင်အားရကျွန်ဘာဝတဲ့9000 1000စားသံစားအုပ်စုကလမ်းပေါ်တက်လာပြီးတော့တရုတ်အစိုးရလုံးမရှိတရုတ်ကချက်တဲ့ခင်းနေတရုတ်လုပ်ငန်းရှင်တွေကိုဘာလုပ်ရမလဲအခုဆိုရင်တရုတ်နဲ့ဗမာနဲ့လူမျိုးရေးအဒီပြုံးဖြစ်ဖို့မန္တလေးမော်လမြိုင်ရန်ကုန်တင်းကျပ်လှုံ့ဆော်ပြီးတော့တရုတ်တွေကိုချောင်းမြောင်းတက်ဖြတ်ဖို့ကြီးဖက်စစ်မင်းအောင်လှိုင်ရဲ့လက်ပါစီတွေကစူးစမ်းလာတဲ့အနေအထားကိုကျွန်တော်တွေ့ရပါတယ်ဒါဟာဖက်စစ်အုပ်စုရဲ့နောက်ဆုံးကြာဆုံးကံဖြစ်တယ်ဆိုတာကိုသိရှိပြီးကျွန်တော်တို့နိုင်ငံသားအလုံးဟာဒီနိုင်ငံမှာအေးတူပူမြအတူတကွနှစ်ပေါင်းရာချီနေလာခဲ့တဲ့တရုတ်ဖြစ်ဖြစ်အိန္ဒိယဖြစ်ဘင်္ဂလားဒေ့ရှ်နယ်ဖြစ်ဖြစ်အသားညိုးဖြူမဲ့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဟာနိုင်ငံသားဖြစ်လူသားဖြစ်ဒီမှာမွေးဖွားလာတဲ့နော်ကျွန်တော်တို့အချင်းချင်းတူတုံစင်းမိသားစုဝင်များအဖြစ်နိုင်ငံသားများဖြစ်တာသဘောထားပြီးတော့ကျွန်တော်တို့နာဂတ်ကိုအကောင်းဆုံးထုစစ်နိုင်ဖို့ပဲချီးကပ်ပြင်ဆင်စီယုံညီညွတ်ကြရမှာဖြစ်ပါတယ်အခုဖက်စစ်မဲအွန်လိုင်းအုပ်စုကနောက်ဆုံးထွက်သက်ဖြစ်တဲ့ချိန်မှာမန္တလေးမကြနိုင်ဖို့မိမျိုးမကြနိုင်ဖို့နေပြည်တော်မကြနိုင်ဖို့ရန်ကုန်ကိုမကြနိုင်ဖို့အခုဆိုလူမျိုးရေးအဒီပြုံးတွေဖြစ်ဖို့လှုံ့ဆော်နေတာလွတ်ကြံတက်ဖြတ်ဖို့တွေစူးစမ်းနေတာသူတို့ရဲ့လက်မရွံလက်ပါစီဆိုတာကြံ့ခိုင်တဲ့တချို့သောအများစုဟာရဆက်ဆက်နဲ့ပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တယ်လက်ရှိဒီသူတို့ရဲ့ကင်းပေးတိုင်းတွေပွဲဖြစ်တဲ့စာဖနဲ့နော်ရဲတဲ့အချို့သောလက်ရဲစရဲဒီကင်းပေးတိုင်းနဲ့ပေါင်းပြီးတော့ကြံ့ခိုင်တဲ့တချို့ဟာပြည်သူမြောင်များစွာကိုရဲဆက်ဆက်ဖမ်းဆီးတပ်ဖြတ်ထားတဲ့ဖြစ်စဉ်တက်တည်ကျွန်တော်တို့ရရှိထားပြီးဖြစ်တယ်အဲ့တော့ဒီလိုတောက်တိုင်တွေကိုအသုံးချပြီးလူမျိုးရေးအဒီကုန်းဖြစ်ပေါ်ဖို့အိန္ဒိယနွယ်ဝင်သူတို့ပြောတော့ဂလားပေါ့နော်ဒါအိန္ဒိယနွယ်ဝင်တွေနဲ့လူမျိုးရေးအဒီကုန်းတွေဖြစ်ဖို့မွတ်စလင်ဘာသာဝင်တွေကိုအဓိကတက်ခတ်ထားပြီးတော့လုံခြံတက်ဖြတ်တဲ့ဖြစ်စဉ်တွေဖြစ်ဖို့လှုံ့ဆော်နေတာကိုတွေ့ရှိရပါတယ်ဒါကြောင့်ကျွန်တော်တို့ပြည်သူလူထုအနေနဲ့လူမျိုးရေးအဒီကုန်းတွေဖြစ်ပေါ်အောင်လှုံ့ဆော်နေတဲ့ဖက်စစ်ငရဲသားတို့ရဲ့နောက်ဆုံးအကြိမ်ရန်ကားဖို့အစီအစဉ်မှာ9ရောင်ပါဝင်ခြင်းမရှိဘဲနဲ့မြို့ပြတွေကနေအခုနထိုးကြီးမြို့ဖြစ်စဉ်လို့မန္တလေးကကျွန်တော်ချစ်တော်မိတ်ဆွေများပြောကြားသလိုမျိုးမြို့ပြနေရာနှံ့ကနေပဲအရှင်သစ်ပြင်ဆင်ဆောင်ဆိုင်ပြီးမြို့သိမ်းဖို့ဝင်လာမဲ့ပြည်တော်ဝင်ပြန်လာမဲ့ပြည်သူသားကောင်းရတနာ PDF ပြည်သူသူရဲကောင်းများရဲ့ရဲရင်ပြောင်မြောက်တဲ့မြို့သိမ်းပြည်နယ်သိမ်းစစ်စင်ရေးကြီးများမှာတပ်ဆွမ်းရနေရကထမင်းတို့ကူညီလို့ဖြစ်စေရောက်ရှိလာပြီးဝင်ရောက်လာတဲ့ပြည်သူတွေကိုဒီ PDF တပ်ဖွဲ့ဝင်တွေကိုဘယ်နေရာမှာတော့ဖက်စစ်တပ်ကဘလို့လုတ်ခဲ့တယ်ဘယ်နေရာမှာသူတို့ရဲ့လျှို့ဝှက်ကိန်းမှုတွေရှိတယ်ဘယ်သူကတော့ဘယ်လောက်ထိရဲဆက်ထောက်ကူပြီးတော့ပြည်သူကိုဖိနှိပ်ခဲ့တဲ့သူဖြစ်တယ်ဘယ်သူကတော့ဖြစ်ဓာတ်ရိုက်တော့ကူညီတာမဟုတ်ဘူးတိုးတော့နောက်ွယ်ကနေဖက်စစ်အားပေးပြီးတော့ဒီလိုနည်းနဲ့မတရားသဖြင့်ကြွယ်ဝချမ်းသာတော့ခဲ့တဲ့သူဖြစ်တယ်ဘယ်သူကဖြစ်ဘယ်နေရာကဖြစ်အရေးကြီးတဲ့အုပ်ချုပ်ရေးမှန်တိုင်းဖြစ်တယ်စသဖြင့်အချက်လက်မှန်သမျှကိုရယူစုဆောင်းပြီးတော့ခင်ဗျားတို့ပြည်သူတွေကိုရက်ဆက်လုပ်ခဲ့တဲ့အုပ်ချုပ်ရေးမှုဆိုတဲ့လက်ပါစီတောက်တိုင်တွေအုပ်ချုပ်ရေးမှုရဲ့အရန်ပါလက်ပါစီလူသက်သမားတွေကိုအမြန်ဆုံးဖမ်းဆီးအရေးယူနိုင်ဖို့မျက်ခြေမပြတ်စောင့်ကြည့်ထွက်ပြေးခွင့်မပေးပိတ်ဆို့ထားပြီးတော့ PDF တပ်တော်ရဲ့အောင်ပွဲအဝင်ကိုနှွေးထွေးစွာလက်ကမ်းကျူဆူဖို့နဲ့တကြီးရွယ်ကိုဝန်ဆောင်ကလေးသူငယ်များကို
စစ်မဲ့ဘေးကလွတ်မြောက်တဲ့နေရာကိုပို့ဆောင်ရှောင်ရှားစေဖို့တက်လက်တက်ငယ်ကျွန်တော်တို့ယောက်ျားတန်ဆွမ်းသောသူတွေကကြိုးစားပြီးမိမိတို့ဟာ PDF တပ်များကိုပူးပေါင်းကူညီဖို့စောင့်ဆိုင်နေသိချင်တယ်လို့ကျွန်တော်ကြံပြုချင်ပါတယ်အဲ့တော့ပြည်သူအောင်ပွဲသွားနီးကပ်လာပြီဖြစ်တယ်အောင်ပွဲမဟုတ်ဘူးမြင်နေရပြီဖြစ်တယ်မကြခင်မှာဖက်စစ်မင်းအွန်လိုင်းဟာဒီတိုင်းပြည်ကနေထွက်ပြေးတာတော်လကောင်းသူ့ရဲ့အချင်းချင်းကပဲလောက်ကျန်တပ်ဖြတ်ခြင်းတော်လကောင်းသို့မဟုတ်လက်ဦးမှုရယူဖမ်းဆီးခြင်းတော်လကောင်းသုံးခုတည်းကတစ်ခုကိုမင်းအွန်လိုင်းနဲ့ငရဲခွေးငရဲမင်းအုပ်စုကြုံတွေ့ရတော့မှာဖြစ်တယ်အဲ့တော့ပြည်သူလူထုအားလုံးတောင်းခံရုန်းကန်နေရတဲ့အခြေအနေတွေကနေပိုမိုအန်ကျိတ်မန်တင်းပြီးတော့ငါတို့တိတဲ့ဆိုးတဲ့အခြေအနေတွေထပ်ကြုံစရာမရှိတော့ဘူးဒီတော့ဆိုးရွားရက်ဆက်တဲ့ကြမ်းကြုတ်တဲ့ငငယ်တုန်းကဖတ်ခဲ့မှုတဲ့ဖက်စစ်ခေတ်တုန်းကဂျပန်တွေဆိုးတဲ့ဆိုတာမင်းအွန်လိုင်းလက်ပါစီတွေဆိုးတာရဲ့ခြေပြားတော့မမိခဲ့ပါလားဒီလောက်ဆိုးွားတဲ့အခြေအနေတွေကိုတော့ငါတို့ရင်းဆိုင်ကြောဖြတ်ပြီးခဲ့ပြီကြာဆုံးကွယ်လွန်သွားလိမ့်ပြီဖြစ်တဲ့သူရဲကောင်းလေးတို့ရဲ့နော်ဂုံဘုတ်သူတို့မျောလင့်ခဲ့တဲ့ဒီမှန်ချက်ပန်းတိုင်းသူတို့ကိုလေးစားစွာအတိမတ်ပြုတဲ့အနေနဲ့ငါတို့ဟာမမိတ်မတုံတော်လိုင်းပြီးဆုံးဒီထိတက်နေရနေရကရအောင်ဆက်လက်ပါဝင်သွားမယ်ဇွဲမလျှော့အားမလျော့ပဲနဲ့စီလုံးညီညွတ်မှုပြည့်စွာနဲ့တော်လန်ရေးအင်အားစုချင်းချင်းပုံမညီညွတ်စုစည်းအင်အားကြီးအောင်ငါတို့ပုံမဝိုင်းဝန်းထောက်ပံ့ကြမယ်ဒီလိုစိတ်ထားနဲ့ကျွန်တော်တို့ရဲ့အောင်လန်တွေကိုအတူတူထူနိုင်ဖို့နေ့ရက်များကိုပြိုဆိုနေကြပါလို့ပြည်သူ့ဘက်တော်သားကပြည်သူများနဲ့အတူလွတ်မြောက်သောလွတ်လပ်သောမြို့တနေရာကနေမလွတ်မြောက်သေးသောမလွတ်လပ်သေးသောဖက်စစ်အကြမ်းဖက်အောက်မှာဒါပြမောက်ဖိနှိပ်အုပ်ချုပ်ခံထားပြီမဲ့ဘယ်တော့မှဒူးမထောက်လက်မမြောက်ဘူးဆိုပြီးအစင်သစ်ဓာသွေးဆောက်နေတဲ့ပြည်သူတွေကိုအတူတူရှိနေတယ်ဆိုတော့အားပေးစကားနဲ့စင်သစ်ပြင်ဆင်ထားဖို့နှိုးဆော်လိုက်ချင်ပါတယ်အားလုံးဖက်စစ်ကင်းစင်တဲ့တနေ့ပြည်တော်စုနိုင်ငံတော်တည်ကြီးကိုတွေ့ကြုံခါးသိမှုတွေတဲကနေယုံထပြီးတော့ဘယ်တော့ခါမှအာနာရှင်စနစ်ခေါင်းထောင်မထလာစေရဘူးဆိုတဲ့ယုံကြည်ချက်တွေနဲ့နောက်မျိုးဆက်ကိုလွတ်လပ်ပြုံးရွှင်ကြည်လင်သောလူမှုဘဝများနဲ့ကြည်ပြည့်ခွင့်ရအောင်